ပဇက်နဲ့ပတ်သက်သောဝဟာရတွေကိုပြောမယ်ကင်းစားဒီฉันอยากจะกินหมูกระทะကျမหมูกระทะစားချင်တယ်พูดပြောဒီมีอะไรจะพูดมาဘာပြောစရာရှိလဲပြောလာခဲ့บอกเรื่องของเราอย่าไปบอกใครนะเก็บเป็นความลับได้ไหมငါတို့ကိစ္စသူများကိုတော့မပြောနဲ့နော်လျှို့ဝှက်ထားလို့ရမလားถามမေးတယ်มิกกี้ถามอะไรนะพอดีฉันไม่ได้ยินအခုနဘာမေးတာလဲငါမကြားလိုက်လို့เรียกคอราตะกี้ใครเรียกผมพอดีผมงานยุ่งอยู่ก็เลยไม่ได้ยินครับအခုနဘယ်သူကျွန်တော်ကိုခေါ်တာလဲကျွန်တော်အလုပ်ရှုပ်နေလို့မကြားလိုက်ပါဘူးခင်ဗျာ